ငါခုနဆရာဘရုစ်လီကဖုန်းဆက်ပြီးခေါ်နေတယ်အခုဘာလို့မလို့လဲမလုံးဘာလို့မလို့လဲမသိဘူးထပ်ပြီးပညာထပ်တင်ပေးစရာရှိသေးတယ်လို့တော့ပြောတယ်တွားလိုက်ပါဦးမယ်ကွာတွားလိုက်ပါဦးမယ်ကဲခါစောတယ်လီပေါ့ဇန်ကွာပေါ်ဇန်ကွာနော်ဆရာဘရုစ်လီတက်လို့ရောက်ပြီဗျ没有了吧？哎呦，哎呦，没有啊！大拖个样嘛，没大拖来了，这几年没。大拖来了，没拖来了，没这几年没。啊，我早上开始来呢，这样的个。啊，好个啊，别，那老几样嘛，老几样嘛不？大呗，嘛老几样嘛，大呗了嘛，所以妈话了，大呗了嘛。风表呢有啊，都别。ဆရာဘရုစ်လီဒီလိုတိုက်ထိုးရမှာလားထိုးနိုင်တယ်အေးမင်းရောလည်းမြင်လိုက်တော့ဟောရမြန်မာပြတာတီဘိုးခွန်ရှစ်ချဦးထိုးရကြည့်ရထိုးရကွာတော်တီဘိုးမင်းရောက်ပြီကွာဆရာဘရုစ်လီတာတီဘိုးထပ်ပြီးဘာလုပ်ရအောင်မလဲဗျအေးမဲအကျော်နော်ရှော့ရအောင်ကွာမဲဟုတ်ကဲ့ဆရာဘရုစ်လီဒီလိုလားဗျအေးဟုတ်တယ်ဒီနားဆောင်ရတယ်လေကွာတခုမှတော့ပြည့်လို့မရဘူးအေးဟုတ်တယ်ကွာဆရာဘရုစ်လီဒီလိုဘယ်လောက်လောက်ရမှာလဲဒါမင်းတမနဲ့ပါပဲကွာရတော်ဒီဘိုးရပြီကွာဟုတ်ကဲ့ဆရာဘရုစ်လီထပ်ပြီးဘာလုပ်ရမှာလဲမဲအကျော်ပဲထပ်လျှော့ကွာမယ်နော်တမျိုးထပ်လျှော့မယ်မင်းတို့တီးမယ်ထင်တာပဲမင်းတို့ဆရာဘရုစ်လီဒါမျိုးလားဗျအေးဟုတ်တယ်ကွာမင်းခါရရိုးစစ်တွေတန်မအောင်လို့အဲ့လိုမျိုးလမ်း6တော့ကိုလမ်းခါရိုးစရအောင်ခါရိုးစစ်တွေအကျော်တွေခါရိုးအစစ်တွေမတင်းတောင်းနေအောင်လို့အဲ့လိုမျိုးနောက်ကိုလမ်းချဟုတ်တယ်ကွာဆရာဘရုစ်လီဒီဘောကဘယ်နှခါလောက်ရမှာလဲဗျအဲ့ဒါမင်း9မိနစ်လောက်တော့လောက်ရမှာကွာတော်ဒီဘို့တော်လိုက်တော့နော်ဟုတ်ကဲ့ဆရာဘရုစ်လီထပ်ပြီးပါလောက်ရမှာလဲဗျမင်းထပ်ပြီးတော့အဲ့ချမတင်လုံးနိုင်ရင်ဘောလုံးကွာမလုံးနိုင်ရင်တော့မလုံးနဲ့တော့အကျော်ချောတာပဲဆက်လုံးနေဟုတ်ကဲ့ရောဒါဒီဘိုးမင်းပြန်လို့ရပြီကွာဟုတ်ကဲ့အေးမင်းဒါနဲ့ခဏနေမင်းတို့ကြောင်းမှာထပ်ပြီးတော့မကောင်းဆိုးရရဲ့ကြံသေးတယ်ရိုးကြောက်အကောင်ချက်ကြံသေးတယ်အကောင်နဲ့ကြမ်းတယ်မင်းတတိထားကွာဟုတ်ကဲ့ရိုး6တွေတဲ့ဘယ်ရိုး6တွေလဲမင်းတို့ကြောင့်တိတ်ပံကန်သိရမှာမင်းတို့ကြောင့်ဟုတ်သိရဗျတိတ်ပံကန်မှာပဲချရမယ်ကွာချမယ်တိတ်ပံကန်ရိုးကြောင့်လည်းကြီးရကောင်နဲ့မင်းမောင်ချနိုင်တယ်မချနိုင်တယ်ပြန်ပြောကွာအဲ့အောင်နော်ကျွန်တော်ချတိတ်ပြီးတော့ချနိုင်မသိအဲ့ကောင်တော်တော်ကျန်းတယ်ဆိုတော့ဒါပဲကျွန်တော်သွားလိုက်အောင်မယ်နော်ကယူဆိုင်သွားအောင်ရောက်ပြီဒီရိုး6လားမသိဘူးကွာရော့ကွာဟာလွတ်တော့ပါဘာမှမလုပ်တယ်ကွာရော့ကွာဘရုစ်တင်နာကွာငါတပတ်လဲကွာအဲ့လိုတွေးမယ်ကွာမင်းသေးပါကွာအဲ့ဟာဘရုစ်လီဆရာဘရုစ်လီကတယ်လီပေါ့မယ်ဆရာဘရုစ်လီတယ်လီပေါ့ဆန်းကွာဆရာဘရုစ်လီချပြီးွားပြီဗျာနော်မတော်ရောကွာတယ်လီပေါ့ပြန်တော့မယ်နော်ငါရဲ့ luxury apartment ကိုတယ်လီပေါ့ဆန်းကဲ luxury apartment ကိုရောက်ပြီဆိုတော့ခဏအိတ်လိုက်ပါဦးမယ်ကွာငါနော်ဒီလိုကြည့်တော့အိတ်တော့မယ်ငါလည်းမိုးချုပ်နေတယ်9 နာရီထိုးပြီနော်